ငိုသည်ရဲသည်အိပ်ပျော်သည်ခြောက်သည်ရှက်အင်ကြီးကဆိုသည်ရှက်အင်ကြီးကချောသည်ဥပမာနှင်းလန်းကြောင်းမှလျှောစီသည်ဖြစ်ပွားသည်မတော်တဆမှုကညှိသည်အန္တရာယ်ကင်းသောလုံခြုံသောအန္တရာယ်ရှိသောအယတာလေးသောပြစ်သောပြင်းသောအယတာအယောင်နှင့်ပတ်သက်ရာတွင်သုံးသည့်အဓိပ္ပာယ်နှစ်မျိုးသက်ရောက်သည်အယတာပေါ့သောမှိန်သောကျဲသောပါသောအယတာအယောင်အထုအပါနှင့်ပတ်သက်ရာတွင်သုံးသည့်အဓိပ္ပာယ်သုံးမျိုးသက်ရောက်သည်ထူသောဝသောတုတ်သောပိန်သောလေတုမျက်ရည်ဂျပန်အစားအစာအနောက်တိုင်းအစားအစာဟင်းလျာပမာဏစားတစ်ယောက်အိတ်နှစ်ယောက်အိတ်လျှော်စရာအဝတ် DVD ဟိုတယ်ဟီရိုရှီမာစိတ်ကူးသက်သက်ဖြင့်အမည်တပ်ထားသောဟိုတယ်အမည်ဘယ်လိုလုပ်ချင်ပါသလဲလေးစားမှုပြုသောအသုံးညံစပင်းညှက်ခြင်းခေါင်းလျှော်ခြင်းကိုလုပ်သည်ဘယ်လိုပုံစံလုပ်ချင်ပါသလဲလေးစားသမှုပြုသောအသုံးအတူစပင်ပုံစံအတူပုံစံလိုမျိုးလုပ်ပေးပါဒီလောက်ဆိုရပြီလားရင်ကျေးသောအသုံးပင်ပန်းသွားပြီနော်ကျေးဇူးတင်ပါတယ်ဟူသောအဓိပ္ပာယ်ဖြင့်သုံးသည်မကြည်မပြူဖြစ်သည်မနှစ်မမြုပ်ဖြစ်သည်နောက်ထပ်တဖန်ကျွမ်းကျင်စွာအစီအရင်စိတ်ချရသောဖော်ပြမှုဥပမာအားဖြင့်ကွဲကွာသည်ဒါတွေကံကြမ္မာကဆိုးသောနမိတ်ကမကောင်းသော